ကျွန်တော်ဒီနေ့ခွန်ထိုင်းဘဏ်ကနေပြီးတော့တခြားဘဏ်တွေကိုပတ်စံဘယ်လိုလွှဲရလဲတစ်ချက်လွှဲပြမယ်နော်ကျွန်တော်တို့ဘဏ်ကတ်ကိုတစ်ချက်အရင်ထိုးမယ်ကျွန်တော်ကဗီဒီယိုမှာနည်းနည်းအနှေးပြထားတာဖြစ်တဲ့အတွက်နည်းနည်းလေးနှေးနေပါမယ်နော်ပြီးရင်ကျွန်တော်တို့ဘဏ်ရဲ့ password ကိုတစ်ချက်နှိပ်မယ်အမှကျွန်တော် language တစ်ချက်ရွေးမယ်ပေါ့နော်ကျွန်တော်အင်္ဂလိပ်ကိုတစ်ချက်ရွေးလိုက်မယ်ပြီးရင်အမှ transfer ဆိုတာလေးကိုတစ်ချက်သွားနှိပ်မယ် transfer လေးကိုနှိပ်မယ်ပေါ့နော်ပြီးရင် saving ကိုတစ်ချက်နှိပ်မယ်ကျွန်တော်တို့ဘဏ်ရဲ့ saving ဘဏ်ဒီမှာကိုလွှဲမဲ့ဘဏ်အမျိုးသားတွေကိုရွေးလိုက်ကျွန်တော်က SCB ကိုလွှဲမှာမလို့ SCB ကိုရွေးလိုက်ပါရနော်ပြီးရင်ကျွန်တော်လွှဲမဲ့ဘဏ်ရဲ့ SCB ဘဏ်ရဲ့ဘဏ်နံပါတ်တစ်ချက်ထည့်ပါမယ်ကိုကတခြားဘဏ်ဆိုတခြားဘဏ်တွေယူပြီးတခြားကိုလွှဲမဲ့ဘဏ်ရဲ့ဘဏ်နံပါတ်ထည့်ပေါ့နော်ပြီးရင် confirm ကိုနှိပ်မယ်ပြီးရင်ငွေအမောက်ထည့်မယ်ပေါ့နော်ကျွန်တော်လွှဲမှာက2000လွှဲချင်တာမလို့2000ထည့်ပါမယ်ကိုမိမိလွှဲရမယ့်နံပါတ်ကိုထည့်လို့ရရပေါ့နော်ပြီးရင်ကျွန်တော်တို့ confirm နှိပ်မယ်ဒီစစ်မှာကျွန်တော်တို့တစ်ချက်ပြန်စစ်ပေးပါနော်ဒီမှာဘဏ်အမျိုးအစားပေါ်လာပြီဘဏ်နံပါတ်လည်းပေါ်တယ်နာမည်လည်းပေါ်တယ်ငွေမောင်းလည်းပေါ်တယ်ပေါ့နော်မှန်ပြီဆိုမှကျွန်တော်တို့ confirm ကိုတစ်ချက်နှိပ်မယ်confirm နှိပ်လို့ရှိရင်သူပတ်စံလွှဲပြီပေါ့နော်ကျွန်တော်တို့ဘဏ်ပေါင်းကနေပတ်စံစပြီးကျွန်တော်တို့လွှဲချင်တဲ့စီကိုစလွှဲပေးနေပါပြီခဏလောက်စောင့်လိုက်ပါပြီးရင်ဒီမှာကျွန်တော်တို့ဒီဆက်လက်ပေါ့နော်သူဆက်လက်ထုတ်နေပါတယ်ဆက်လက်ထွက်ပြီဆိုလို့ရှိရင်လောက်ဆောင်မယ့်အချက်အကုန်ပြီးပြီပေါ့နော်အဲ့မှာကျွန်တော်တို့ဆက်လွှဲစရာရှိလို့ရှိရင် yes ကိုနှိပ်လို့ရတယ်မရှိတော့လို့ရှိရင် no နှိပ်ပြီးတော့ကျွန်တော်တို့ဘန်ကတ်ထုတ်လို့ရှိရင်အားလုံးပြီးပါပြီပေါ့နော်အားလုံးဆင်ပြေပါလေဗျ